Okay, that's all. ကျွန်တော်တို့ဟာကျွန်တော်ဒီ way အပိုင်းလေးရှင်းပြပါမယ်နော်ဒီ SAT မှာပါရဲ့ way မစားရေးဒီ SAT ဒီ Panda ဆိုတဲ့ math Panda college Panda ပေါ့နော် college math Panda စာအုပ်ကနေတော့10ပုဒ်ရှင်းပြပါမယ်အဲဆိုတော့ဒီရပိုင်းမှာက calculator မသုံးပါနဲ့ရှင်းထုတ်ပြီးရိုးစက် order following question calculator မသုံးဘဲနဲ့ကိုယ့်ဘက်ကိုပေးကြပါနော်အဲ့တော့စမယ်အဲ့ဆိုစမယ်ဆိုတော့အမှန်ကတော့ဒီ GD ရောက်ဖြစ်တယ်အဲ့ဒီဒီမှာက calculator မတုံးအောင်ဆိုမရှိပါဘူးเนาะအဲ့ဒီဒီမှာ calculator ပေးတော့မှာတော့ question တိုင်းမှာအဲ့ကြောင့်သုံးချင်တယ်သုံးရတယ်ဒါကကျတော့သူက practice အနေနဲ့တော့မတုံးနဲ့တော့သူကသုံးချင်တယ်သုံးလို့ရပါတယ်ဒါကတခြားတက်စီမှာရှိပါတယ်เนาะဒီမှာတော့သုံးရမယ်เนาะဒီ SAT မှာကကျွန်တော် SAT သင်ချာမှာကကျွန်တော်တို့ဒီ20ကျော်ပေါ့နော်20ကျော်ပါတယ်29ပုံလောက်ဒီနော်29လောက်မဟုတ်32ပုံပါတယ်ဟုတ်ပြီနော်32ပုံပါတယ်ဒီမှာကကျွန်တော်ပါ1နဲ့ပါ2ခွဲထားတာကွာအဲ့တော့အဲ့နှစ်ခုလုံးမှာကျွန်တော်တို့ဒီ calculator ပေးတော့ပါတယ်နော် calculator လည်းပေးတော့တယ်လို့ကျွန်တော်တို့ဟိုဟာ graphing calculator လို့ခေါ်တယ် just mode ကိုလည်းပေးတော့ပါတယ်အဲ့ကြောင့်ဟိုကဘာမှမဖြစ်ပါဘူးเนาะအဲ့ကြောင့်ဒီ calculator ဒီဘက်မှာသုံးနေကိစ္စမရှိပါဘူးအဲ့တော့ကိစ္စမှာပေါ့နော်ကာဗင်တာတဲ့လေရဲ့ h break per hour တဲ့ for 1 hour တဲ့ကာဗင်တာဆိုရဲဒီပေါ့သတ်မှတ်ပါတဲ့ h break အခုကြီး h break ကိုပဲတနားရီလုပ်တယ်အဲ့ဒါဘယ်နာရီလုပ်လဲဆိုတော့ y ဆိုရဲ hour ကြီးလုပ်တယ်အဲ့တော့ तू ကတနာရီ h break ကိုကျွန်တော်တို့ y hour ကြီးလုပ်တယ်ဆိုတော့ hy ဆိုရင်သူ့ရဲ့ total break ရမှာပေါ့ဟုတ်ပြီနော်ပြီးတော့တဲ့ dan လေးတဲ့ h over 2 break တဲ့ h over 2 break ကိုတဲ့ for 2y more hour တဲ့ထပ်လုပ်တယ်သူကအဲ့ဆိုထပ်လုပ်တယ်ဆိုတော့ကျွန်တော်ပေါင်းလိုက်တယ် h over 2 break ကိုကျွန်တော်ဘယ်နာရီလုပ်တာလဲဆိုတော့အပြောက်ပေါ့ဟုတ်ပြီနော်အဲ့တော့ဘယ်နာရီလုပ်တာလဲ 2y ဆိုတဲ့နာရီကြီးလုပ်တာအဲ့ဒါဆိုတော့ကျွန်တော်တို့ဒါလေးကိုရှိလိုက် hy plus 2ကို3နဲ့ချက်လိုက်ကျွန်တော်တို့ hy ရမယ်အဲ total break ရအောင် hy နဲ့ hy ပေါင်းတော့ကျွန်တော်တို့ 2hy ဆိုပြီးရတယ်အဲဆိုရင် to make it how many break days ရှိပြီဆိုရဲဟာလေးကအဖြေက a ဖြစ်မှာပဲเนาะဟုတ်ပြီကျွန်တော်တို့တင်းရဲ့ diet plan အဲ့တော့60 gram of protein နဲ့ပါတယ်တရက်ကိုတဲ့သူ့ရဲ့ plan သူ plan ထားတာပေါ့သူဘယ်လောက်စားမယ်ဆိုရယ် plan ကဘယ်လောက် protein သုံးဆောင်မယ်ဆိုရယ် plan ကဆို60 gram တဲ့တရက်ကိုသူက60 gram protein တောက်ကတဲ့အဲ့ဆိုတော့ထားပါတင်းကတဲ့ဒီ requirement ဒီလိုအပ်ချက်ကိုဟိုဘောသူကသူလုံလောက်အောင်လုပ်မယ်ပေါ့ကွာ that contain တဲ့သူက30 gram တော့အစာသိမ်း protein ပါကျွန်တော်တို့တောက်တဲ့ protein bar protein bar အဲ့ protein bar တခုကိုရွေးလိုက်တယ်အဲ့ protein bar မှာကျွန်တော်တို့30 gram of protein ဆိုတဲ့ဟာပါတယ်အဲ့သူမေးတာ how many protein bar တဲ့ဘယ်လောက် protein bar အရေးအတွက်လိုပါလဲအကယ်၍သူကတစ်ပတ်ကိုတောက်မယ်ဆိုအဲ့တော့ကျွန်တော်ကြည့်ရမှာကဒီမှာအပေါ်မှာပေးရတာသူကဘယ်လောက်လဲသူတရက်ကိုသူ့ရဲ့ plan က60 gram of protein တောက်ကတရက်ကိုအဲ့တော့ဒီမှာတစ်ပတ်ဆိုတစ်ပတ်က9ရက်ရှိဟုတ်ပြီနော်9ရက်ဆိုတော့ကျွန်တော်420 gram ရ420 gram of protein ကိုသူကတစ်ပတ်တောက်အောင်420 gram of protein သူတစ်ပတ်လိုပဲပေါ့ဘာဖြစ်လို့လဲသူ့ရဲ့ diet plan ပြဆိုတော့သူကအဲ့ဒါနဲ့ဈေးဆိုင်အောင်တွားပြီးသူဝယ်တဲ့အချိန်မှာ1 protein bar တစ်ခုစာ1 pp protein bar တစ်ခုစာကိုသူကဘယ်လောက်ရှိလဲဆိုတော့30 gram ပါတယ်အဲ့တော့ဘယ်လောက် protein bar လိုလဲလို့ပြောချင်တယ်အဲ့တော့ကျွန်တော်ဒီလိုအတွက်ဆိုရင်ကျွန်တော်တို့ဟောပေါ့ဒီအနည်းလို့အများစားချင်တယ်မစင်စားပဲကျွန်တော်ပြောချင်တဲ့စဉ်းစားပုံစံကြီးကကျွန်တော်ဒီမှာ420 gram of protein ကိုလိုချင်တာမှတ်လားအဲ့ဒါလေးကိုအရင်ရေးလိုက်420 gram of protein ဆိုတော့ကျွန်တော်ပြီးပဲရေးလိုက်အဲ့ဒါကိုရေးပြီးအမြောက်ကျွန်တော်တို့420 gram of protein နဲ့gram of protein နဲ့ရှင်းပါလေဒီမှာဘယ်လောက်လဲ30 gram of protein ပေါ့အဲ့ protein မှာဘယ်လောက်လဲ1 protein ပါရှိတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘယ်လိုလေးအဲ့လိုလေးစဉ်းစားတယ်အဲ့လိုစဉ်းစားတော့ကျွန်တော်တို့ဒီ
granola protein တွေကြည့်မယ်ပြီး3ညချစ်မယ်ပြီးယူလိုက်တော့3တလီဆက်နေဆိုတော့14ဒီမှာက unit ကဘယ်လောက်လဲ protein မဟာမောအဲ့လိုလေးစဉ်းစားနော်ဒါအဲ့လိုလေးပြောပါမယ်အဲ့တော့သူလိုတာဒီ protein ပါဖြစ်ပါမယ်ဒါလေးပြောရနော်ခေနောက်တစ်ခု Imagery and electronic company က sales monitor ကိုရောင်းတယ် and release တော့ a new model every year နှစ်တိုင်းမှာသူက model တစ်ထွက်တယ်လေ which new model the company increases the screen size by a constant amount ဆိုကျွန်တော် linear နော် constant amount ဆို linear နော် okay in 2005သူက2005မှာတဲ့ the screen size က 15.5 inches 2011နောက်6နှစ်ကြာတော့သူ့ရဲ့ screen size က 18.5 ဖြစ်သွားတယ်ဟုတ်ပြီနော် which of the following the best describe how the screen size change between 2005နဲ့ကျွန်တော်2011နဲ့ကြားမှာဘယ်လိုချိန်သွားလဲကျွန်တော်အဲ့ဒါရှာပါအဲ့လိုရှာတော့ကျွန်တော်တို့ဒီ15.5နဲ့17.5မှာဘယ်လောက် inches တိုးသွားလဲ3 inches တိုးသွားတယ်ဟုတ်တယ် inches တိုးသွားတယ်ဘယ်နှစ်အတွင်းမှာ2005နဲ့2017ကကျွန်တော်6နှစ်အတွင်း6 year 6နှစ်အတွင်းမှာကျွန်တော်3 inches တိုးသွားတယ်အဲ့တော့ဒီမှာ A B C ကိုကြည့်ခဲ့ဒါတစ်နေ့အတွင်းမှာဘယ်လောက်တိုးလဲလို့ကြည့်ရကြည့်အနောက်ကဟာပဲကြည့်လိုက်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ပြရမလဲစားပြီးလိုက်ပေါ့ဒီမှာ3နှစ်အတွင်းမှာသူက6နှစ်အတွင်းမှာ3 inches ဆိုတော့တစ်နှစ်အတွင်းမှာဆိုရင်ကျွန်တော်တို့ဘယ်လောက်ရမလဲဟုတ်ပြီနော်အဲ့တော့3ကို6နဲ့စားဆိုတော့1 over 2ရမှာပေါ့1 over 2ဆိုတာကျွန်တော်0.5အဲ့တော့0.5က the company increases the square root by 0.5 inches every year ရနော်ဒီနောက်တော့အဲ့ဒါလည်း submarine ဒီလိုသင်းမောကတဲ့descend into deep ocean တဲ့အတွက်ပင်လယ်အောက်ထဲကိုပေါ့ deep ocean သွားမယ် the pressure it must increases ကျွန်တော်တို့ဒီပင်လယ်သမုဒ္ဒရာအောက်ထဲကိုသွားနေပြီကျွန်တော်တို့ pressure များတယ်ဟုတ်နော် pressure ကတိုးနေပြီပါအဲ့ဆိုတော့ဒီမှာပြောချင်တာကကျွန်တော်တို့အဲ့ဒါ altitude of the minus အဲ့ဒါ altitude of minus 700 meter မှာ the pressure က50ကျွန်တော်ပေါ့နော် ATM ဆိုတော့ atmospheric pressure ပေါ့နော်အဲ့ဒါ altitude of minus 900ပေါ့ minus 900ကကြောင့်ကျွန်တော်ပို့ပြီးရောပို့ပြီး index ဖြစ်လာဒီမှာက minus 900ရှိတယ် minus 900သူအောက်ကိုပို့ဆင်းလာတယ်ဟုတ်လို့ရှိရင်အနောက်ကိုပို့ရောက်လာပေါ့အဲ့တော့ minus 900မှာကျွန်တော်တို့ဘယ်လောက်ရှိလဲဆိုတော့သူ့ရဲ့ pressure က50 atm minus 900ဆိုတော့နည်းဟိုဖြစ်တာကျွန်တော်ဖြတ်ပြီး minus 900ကျတော့သူဘယ်လောက်ဖြစ်သွားလဲဆိုတော့70 atm ဖြစ်သွားတယ် pressure တိုးလာပြီလားဟုတ်ပြီနော် pressure တိုးလာ for every 10 meter တဲ့ submarine descent the pressure it business increases by ဘယ်လောက်တိုးလာလဲသူအဲ့တော့အဲ့လိုလွယ်လေးပဲလေကျွန်တော်တို့သူကကျွန်တော်တို့80နဲ့50ကိုနှုတ်လိုက်ဘယ်လောက်လဲကျွန်တော်တို့အဓိက slope ကိုရှာလိုက်တာပေါ့ကျွန်တော်တို့ slope ဆိုရင်ဘယ်လောက်လဲ y2 minus 1ကိုကျွန်တော်ဒီလေလေ a2 minus h1 ဒီမှာက y ကကျွန်တော်တို့ဟိုဖြစ်မယ် pressure ဖြစ်မယ်ပြီးတော့ဟိုက pressure ဖြစ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ h ကကြတော့ကျွန်တော် meter ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ y2 minus ဆိုတာဘာလဲ pressure ကို80နဲ့50တော့ကျွန်တော်20ရမယ် h က minus 900နဲ့ minus 700တော့minus 900 minus minus တော့ plus နော်အဲ့တော့ minus 900တွေက plus 700တော့ minus 200စားလိုက်တော့ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုတော့ minus 1 by 10ဟုတ်ပြီနော်အဲ့ဆိုတော့ဒီမှာမေးနေတာ for every 10 meter တဲ့10 meter တိုင်းမှာဘယ်လောက်တိုးလဲတဲ့2ကဒီမှာက10 meter တိုင်းပါကျွန်တော်တို့1 atm အဲ့ဆိုအဖြေက B ပေါ့နားလည်နော်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့နောက်တစ်ခုသွားမယ် an empty pool that can be filled in 5 hours if water is spent 300 gallon an hour သူကဟိုတနာရီကိုသူက300 gallon ရေကိုထည့်နှုံးနဲ့ကြွားတော့တဲ့ empty pool ဆိုရင်ဒီရေကန်ပဲထားပါဦးဒီ empty pool ကတဲ့9နာရီအတွင်းနဲ့သူကရေချမ်းသွားရေချမ်းသွား9နာရီအတွင်းနဲ့ကျွန်တော်ရေချမ်းသွားအဲ့တူသွားတဲ့ဟာက
300ကပါတယ်ဆိုတော့9နာရီပါဆိုသူ့ရဲ့ MG ပူရဲ့ကားလည်းရှာလို့ရပါဘောကျွန်တော်တို့1500ကားလည်းရှိ1500ကားလည်းရှိ MB ပူပါနော်အဲ့တော့ how many hours would it take to fill if water is spent 500ကားလည်းပါအောင်ဟုတ်စနာယူ500ကားဖြည့်မယ်ဆိုရင်သူဘယ်တော့ကြာမယ်လွယ်လေးပဲပေါ့ဟုတ်ပြီနော်အဲ့တော့တိတာက1500ကားလို့ရှိလိုက်ကျွန်တော်တို့တိချင်တာ1500ကားရှိရဲကျွန်တော်တို့ပေးချက်က500ကားလည်းအောက်မှာထားမယ်ဘာလို့ကားလည်းချစ်ချင်နော်ခြေပဲပြင်စနာပြီးတော့လိုချင်တာအပေါ်မှာဝင်အောင်ပါဟုတ်ကဲ့အဲဆိုတော့ကျွန်တော်တို့ဒီကားလည်းချစ်နည်းနည်းနဲ့ကိုချစ်အဲတော့3 hour ကြာအဲတော့ပြန်စဉ်းစားကြည့်ဒီမှာတနာယူ300ကားလည်းဟို9နာရီကြာတယ်ကွာတနာယူ500ကားလည်းဆိုပို့ပြီးတော့ထည့်နိုင်ပါအဲ့ချိန်ကျတော့အချိန်ရလျော့သွားတယ်နော်အကယ်၍ကို့ဖြီက5ပေါ့5 hour ထဲကြော်နေတယ်အကယ်၍ကိုက6လို့7လို့မားရနော်6 hour အဖြီရက်လို့ထွက်လိုက်တာပုံမားလို့ပဲအဲ့လိုပြဆက်ပါဟုတ်ပြီအဲ့ဆိုတော့ number 6 AFA နဲ့ AFA ဆိုရင်ဟာတဲ့ဒီဒေါ်လာကျပါတယ် which of the following gave the cost of 20 FA 20 FA ဆိုရင်သူကဘယ်လောက်ကျမှာလဲလွယ်လေးပါနော်20 FA ဆိုရင်ဘယ်လောက်ကျမှာဆို20 FA ကိုရေးလိုက် KPPN အမြောက် EFA EFA ကလောက်ကျတယ်ကျွန်တော်ဒီဒေါ်လာကျပေါ့အဲ့ဆို FA နဲ့ FA ကိုချက်လိုက်အဲ့တော့ကျွန်တော်20 ဒီ over ပြီပေါ့အဲ့တော့အဖြေက B ဖြစ်အဲ့ဒါကိုအဲ့ဒါ school ရဲ့ကျောင်းတစ်ကျောင်းမှာတဲ့ A grade level ပေါ့ grade level E ရတဲ့ဘယ်နှယောက်ရှိတယ်ဆိုတော့ B student ရှိပါတယ်ဒီ grade တစ်ခုချင်းစီဆိုင်ကျေးရေးတဲ့အကြောင်းကတဲ့ S sticker ဆိုရဲ sticker အရေးတော့ဝယ်မယ် distributed equality အကုန်လုံးမျှမျှတတပေးမယ်ကျောင်းသားရေးချတယ်မှာ project will give the number of sticker တယောက်ချင်းစီပေါ့ student တယောက်ချင်းစီကရတဲ့အရေးတော့ပေါ့ပြောချင်တာကကျွန်တော်တို့သိရမှာပါ student တယောက်ချင်းစီကရတဲ့အရေးတော့သိချင်တော့ student စုစုပေါင်းအရေးတော့သိရမယ်စုစုပေါင်းအရေးတော့ဒီမှာကျွန်တော်တို့ A grade level မှာ B student ရှိရဆိုတော့အဲ့ဒါကျွန်တော်တို့စုစုပေါင်းstudent ဟုတ်ပြီနော်အဲ့တော့အပေါ်မှာ sticker ထားမှာပေါ့အဲ့ဒါကိုစားလိုက်ရင်ကျွန်တော်တို့အဖြေရမှာပေါ့အဲ့တော့အဖြေကကြီးဖြစ်အဲ့နော်ဒီနောက်တစ်ခု union race ဆိုတော့တိုင်ပွဲတစ်ခုမှာတဲ့ဒီပေါ့ circular trail တဲ့ race က brand fuel အဲ့ constant rate ဒါကိုကြည့်နော် constant rate ဆိုတော့ပုံစီကိန်းစီသွားတယ် rate ကနော်အဲ့ left 4ကျွန်တော်သိရမှာက left 4မှာကတဲ့သူကဘယ်လောက်ရှိလဲဆိုတော့22ကာနဲ့ရှိပါတယ်သူ့ရဲ့ဒီကားရဲ့ဒီပေါ့ကျွန်တော်တိုင်ပွဲပေါ့ F1 ဆိုတော့ပေါ့နော် F1 ကားပြင်ဖို့အဲ့လိုကျွန်တော် left ဆိုတော့ဒီအဝိုင်းတစ်ပတ်ပေါ့ပတ်ပြီးသွားရင်ကျွန်တော်တို့ကားထဲမှာ22ကာနဲ့ကျန်နေတယ်တဲ့ပြီးတော့ left အဝိုင်းထပ်ပတ်တယ် left ဘယ်လောက်မှာကျန် left 7ခုနကလောက်ပတ်ပြီးရဲ့ချင်းခုနကလောက်ပတ်ပြီးရဲ့ချင်းမှာကျတော့အဲ့တော့18ကာနဲ့ကျန်18ကာနဲ့ဟုတ်နော်အဲ့တော့အဆုံးမြင် the risk က chance of review စစီပြန်မထည့်ဘူးကွာ after which left မယ် risk က6ကာလဲသူမေးတာတို့6ကာလဲပဲကျန်တဲ့အချိန်ကိုပြီးရ6ကာလဲ6ကာလဲပဲကျန်ပြီဆိုရင်သူဘယ်လောက်လက်ကိုပတ်ပြီးသွားပြီအဲ့တော့ဒီမှာကျွန်တော်ကြည့်ကြည့်လိုက်22ရဲ့18 6ကာလဲပဲကျန်ဖို့ဆိုသူအလယ်မှာကျွန်တော်7ကာလာတော့တုံးလိုက်တာပဲ6ကာလဲပဲကျန်ပထမ left 7မှာ18ကာလဲဖြစ်နေကွာအဲ့တော့6ကာလဲပဲကျန်ဖို့အလယ်မှာ7ကာလာမှာသူတုံးလိုက်တာပေါ့သူမောင်းလိုက်တဲ့ပေါ့အဲ့တော့ကျွန်တော်အဲ့လိုကြည့်အဲ့တော့ဒီဗီဒီယိုဒီမှာကြည့် left 4နဲ့ left 7ကကျွန်တော်ဘယ်လောက် left 3 child 3 left တော့3ပါပဲ3ပါပဲတဲ့ချိန်မှာကျွန်တော်ဘယ်လောက်ကလဲပုံလဲဆိုတော့18နဲ့20ဆိုဘယ်လောက်4ကလဲပေါ့အဲ့ဆိုတော့3 left မှာကျွန်တော်4ကလဲပုံတယ်အဲ့ဆိုတော့ကျွန်တော်ကဒီမှာဆွဲခါတယ်ပုံမှုဆိုရင်ဘယ်လောက် left ကိုရောက်တယ်လို့ဟုတ်ပြီနော်အဲ့တော့လွယ်လွယ်လေးကျွန်တော်ဆွဲခါတယ်ပြီးရင်4ကလည်းကိုကျွန်တော်တို့တည်ရတာက3 left ပေါ့3 left 3 left တော့ပါတယ်အဲ့တော့ကျွန်တော်ခါတယ်ချက်တော့4တုံး7နဲ့ကျွန်တော်တို့ကို9 left ပေါ့သူ9 left လောက်သွားလိုက်ပါတယ်အဲ့တော့9 left ဆိုတော့ဒီမှာအဖြစ်မပါဘူးအဖြစ်မပါပါဘူးလေကျွန်တော်9 left က7နဲ့ပြန်ပေါင်းပြီး
ဒီမှာလက်7သူက9လက်မောင်းလိုက်တယ်ဆိုတော့ကျွန်တော်တို့ကို7နဲ့ပေါ့နော်16လက်ပေါ့ဟုတ်ပြီနော်ဒီနောက်တစ်ခုနံပါတ်9တနာရီမှာကျွန်တော်တို့ကအတိုင်းပဲနော်တနာရီမှာကျွန်တော်တို့40 boxes ဆိုရဲရှိပါတယ်တနာရီမှာကျွန်တော်40 box ရှိပါတယ်3နာရီခွဲဆိုတော့ကျွန်တော်3.5 hour 3နာရီခွဲမှာကျွန်တော်တို့ဘယ်လောက်လဲ65 boxes and notice ဆိုချပြီးပါကုန်တင်ကားပေါ်ချနော်အဲ့ဆိုတော့ if the boxes were allocate at constant rate ဒါကိုကြည့်နော် constant rate ဆိုတော့ဂိမ်းချိန်နဲ့ဂိမ်းဒီပေါ့နှုံးအငြိမ်နဲ့တွားနေတယ်ကျွန်တော်သိရ linear ပါSo what is the total number of boxes that will have been allocated ခုနနာရီကိုည9နာရီဘယ်လောက်ကြာလဲခုနနာရီ7 hour ဆိုတော့ဘယ်လောက်ကြာအဲ့ဒါကျွန်တော်ဒီမှာအပေါ်အောင်ရှာလိုက်လေအပေါ်အောင်မှာ1နဲ့3.5ကကျွန်တော်တို့2.5 hour 2နာရီခွဲအတွင်းမှာကျွန်တော်တို့ဘယ်လောက်ချပြီးလဲဆိုတော့25ချလို့ပြီးပြီပေါ့အဲ့တော့ဒီမှာ3.5နဲ့7เนี่ยဘယ်လောက်กว่าလဲဆိုတော့3.5 hour ပဲกว่าပေါ့အဲ့တော့3နာရီ2နာရီခွဲမှာကျွန်တော်25ပေါင်စီချလို့ပြီးဒီမှာ3နာရီခွဲကြာရင်ဘယ်လောက်ပေါင်စီချလို့ပြီးမှာ3.5 hour အမြောက်ကျွန်တော်ကြည့်ရအချိုးက2.5 hour ဒီမှာ25ပေါင်စီအဲ့ဒါကိုကျွန်တော်တို့လုပ်လိုက်ရင်ဒါကုတ်ကလေးကတုံးပြရတော့ဒီအောင်ဘာဖြစ်3.5ကိုသူကမတုံးနေရဆိုတော့တုံးနိုင်ပါဘူး35ရ35ပေါင်စီအဲ့တော့ကျွန်တော်တို့35ပေါင်စီအန်လုပ်ပြရတယ်အဲ့တော့ခရနိုင်မှာဆိုရင်တိုတယ်နံပါတ်မြင်တိုတယ်ဆိုတော့65ကို35ပေါင်ပေါ့အဲ့တော့ကျွန်တော်100ပေါင်စီအန်လုပ်တယ်ဒါတိုတယ် value တိုတယ်အန်လုပ်တယ်ပေါ့နော်အကုန်လုံးစုစုပေါင်းချလို့ပြရဟုတ်ပြီနံပါတ်1တင်မီရတဲ့ဒီဒေါ်လာ of ဒီဒေါ်လာပေါ့နော်ဒီဒေါ်လာ worth of grocery each week ရဲ့အတွက်တစ်ကိုကွာဒေါ်လာဒီဒေါ်လာကျုံးတယ်ကွာသူဘယ်ပုံမှာကျုံးလဲဆိုတော့ grocery ဆိုတဲ့ပုံမှာကျုံးတယ်ပြီးတော့ spend and food on those ဒေါ်လာဒီဒေါ်လာရဲ့ food ဆိုတာလေးပုံပုံတစ်ပုံပေါ့D by 4ပေါ့ဒါပေမဲ့ D over 4ဟုတ်ပြီနော်သူအတီးနဲ့ပုံမှာသုံးမယ်ဆိုရင်ဒါအတီးနဲ့ပုံမှာသုံး grocery ဆိုတာအတီးတန်ကျွန်တော်တို့အကုန်ပါတယ်ကွာသူက grocery ဆိုတာဟုတ်တယ်ဒါပေမဲ့သူက G over 4မှာကျတော့သူ fruit ဆိုရဲကျွန်တော်တို့ဟိုပါပေါ့ mango လို့ apple လို့အဲ့လိုပေါ်မှာသူသုံး G over 4လေးပုံပုံတစ်ပုံသူအပေါ်မှာသုံးတယ်တဲ့ထမ်းတော့ဒီပါဝင်တော့တဲ့ how many weeks will it take Amy to spend a total of $100 just on fruit ဟုတ်ပြီနော်အဲ့တော့ G over 4ဒေါ်လာကဒါသူသုံးမဲ့ဟာ G over 4ဒါသူသုံးမှာ fruit ပေါ်မှာဒါဘယ်နဲ့ဒီမှာနော်တစ်ပတ်ပေါ့နော် each week တစ်ပတ်ကိုသူက D over 4ကိုဒေါ်လာသုံးပါဘယ်ပုံမှာလဲသူ့ပုံမှာသုံးအကယ်၍သူ့မှာပါတဲ့100ရှိနေတဲ့သူဘယ်နှပတ်လောက်သုံးရမလဲဒီဘလူးပုံမှာပဲဒါဆိုဒီမှာလွယ်လွယ်လေးပေါ့ကျွန်တော်သိချင်တာဒေါ်လာ100ဘယ်လိုလွယ်လေးစစ်စားပြီးရင်ကျွန်တော်တို့လေးစစ်စား D over 4ကကျွန်တော်ဘယ်နှပတ်လဲ1 week စာကျွန်တော်သိရဟာဟုတ်ကဲ့ဒေါ်လာ100ဘယ်လောက်သုံးလဲအဲ့ဆိုကျွန်တော်100ကိုအမြောက် D over 4အပေါ်ရောက်တော့4 over D အဲ့ဆိုကျွန်တော်400 D ရမယ်အဲ့ဒါပါလေ week ပေါ့ဟုတ်နော်အဲ့ဆိုအဖြေကဒီဖြစ်ပါမယ်